cái lấy một bên nhà thì như cũng nhá alo mình là nó thì bây giờ sẽ gì cho qua bây giờ nó đã cũng mà cô bằng lâu mẹ cô bằng lâu mẹ bên nhà thì lấy ra như thế thì được nhìn không biết gì đó thì mình nhìn thấy nó anh bố sẽ mà cho tìm mình ra lấy gì nó là mình mà số lượng nó là cái time mình chính lấy mà bọn nó time mình chính lấy mà số lượng này là mà đi mà bọn nó time mình chính sao đi đó time mình chính thế mà nó time mình chính thì mà thế lại nó time mình chính thì lấy thế lại time mình chính thế bây giờ này cho nó vào đi mà khá rồi là gì nó khá rồi là cô ăn này bác thấy rồi nó đi bác ăn này còn đi bác thấy đi bác ăn này đi bác thấy rồi nó cho nó là đi bác về ăn này rồi đi bác về thấy rồi nóအဲ့ဒါလေးပြီးသွားပြီဆိုတော့ဒီမှာချင်းပြီးလေးထည့်ပါနော်ဒီမှာချင်းပြီးလေးဒီလိုထည့်လိုက်နော်ချင်းပြီးလေးထည့်လိုက်ဒါပြီးသွားပြီဒီအစိပ်ပိုင်းလေးအဲ့လိုမျိုးအစိပ်ပိုင်းလေးပြီးသွားပြီဆိုလို့ရှိရင်အဓိကမာကာကောက်အောင်မဲ့အစိပ်ပိုင်းအောင်ရောက်သွားပြီပေါ့နော်မာကာကောက်အောင်မှကျွန်တော်ပြပြမယ်ပေါ့နော်ဒီမှာကြည့်ကျွန်တော်ပြပြမယ်ဒီမှာပါဟိုဟာလေးပေါ့ပါစာကီးလေးရှိရပေါ့နော်ဒီမှာကျွန်တော်မြင်အောင်ပြရမယ်နော်ဒီမှာပါစာကီးလေးရှိရနော်ဒီလိုလေးလှည့်လိုက်အဲ့လိုဒီဘက်ကိုတစ်ချက်လောက်ပြန်လှည့်လိုက်နော်မာကာကောက်မှာနော်တိုင်မင်ကောက်တော့မှာနော်တိုင်မင်ကောက်တော့မှာဆိုဒီရဲ့ကီးလိုင်းလေးရပေါ့နော်တင်ဂီတာလေးပေါ့နော်ဒီကောင်လေးရပေါ့နော်နောက်ပြီးကြလို့ရှိရင်ဒီမှာမာကာအမှတ်ကလေးပါတယ်နော်ဒီမှာမာကာအမှတ်ကလေးပါတယ်ပြီးတော့ရင်ကျွန်တော်တို့ကဒီမှာမာကာအမှတ်ကလေးပါတယ်နော်အဲ့ကောင်လေးနဲ့တန်းနဲ့နေရမနော်ကျွန်တော်တို့ကဒီမှာချင်းထည့်နော်ဒီမှာဒါဆိုလို့ရှိရင်ဒီကမာကာရေပေါ့နော်ဒီကောင်လေးရေဒီမှာမာကာရေအတက်ကြမယ်နော်ဒီကအတွင်းမာကာရေအပြင်မာကာရေဒီကောင်ရေဒီကီးလိုင်းအတက်ကြမယ်နော်အဲ့လိုမျိုးအတက်ကြပြီဆိုလို့ရှိရင်ကျွန်တော်ကဒီမှာအတွင်းထဲမှာရှိရကင်းမချက်ကိုဒီလိုလှည့်ကြည့်လိုက်နော်ကင်းမချက်လိုက်လေလားမလဲဘူးလားဆိုဒီမှာတစ်ချက်လောက်လှည့်လိုက်ဒီလိုမျိုးလဲနေရပါနော်ဒီလိုတွတ်ကလေးလဲနေရပါနော်တွတ်ကလေးမလဲဘဲနဲ့ထောက်နေတာတော့ဘာလို့ဆိုရင်သိအဆင်မပြေဘူးပေါ့နော်ကိုကမမှန်ကန်ပြန်လို့ဒီမှာမာကာတွေပါတယ်သေချာပြန်ချိန်ပေါ့နော်အပိုင်မကြဘူးဆိုရင်လည်းအဆင်မပြေဘူးပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကဒီမှာဒီကောင်ဆိုလို့ရင်ဒါစီကာပြားပေါ့နော်ဒီစီကာပြားမှာဝိုင်းကြီးတွေပါတက်နော်ဝိုင်းကြီးတွေပါတက်မှာပေါ့နော်ဒီဝိုင်းကြီးတက်ဆိုတဲ့နေရာမှာကျွန်တော်တပါးလေးပြပြမယ်နော်ကျွန်တော်ကဒီဝိုင်းကြီးနေရာမှာနော်ကျွန်တော်ကောမသုံးဘူးနော် TV ကောတို့ high bond တို့ဘာလို့ကျွန်တော်မသုံးဘူးနော်ကျွန်တော်မသုံးဘူးဆိုတာကဒီပြညာမဟုတ်ဘူးကျွန်တော်ကအမဲစီပဲသုံးတယ်နော်အမဲစီသုံးရတဲ့အကြောင်းရင်းကကြတော့ဒီအဖုံးလေးပါလေးတွေပြန်ဖြုတ်တဲ့အချိန်မှလေလွယ်တယ်ပေါ့နော်အဖုံးပြန်ဖြုတ်တဲ့အချိန်မှလွယ်တယ်နောက်တစ်ခုကကြတော့ငတ်တွေကအဖုံးပြန်ဖြုတ်တဲ့အချိန်မှပေါ့ဗျာလွယ်တယ်ဆိုတာတဲ့အဖုံးလေးပါဒီအဖုံးလေးပါမနာဘူးပေါ့နော်ဒီအဖုံးလေးပါမနာဘူးဒီမှာပြီးကြရင်ဒီမှာအတွင်းထဲမှာအမဲအဝိုင်းကြီးလေးနှစ်ကွင်းပါရနော်အမဲအဝိုင်းကြီးလေးနှစ်ကွင်းပါမယ်အမဲဝိုင်းကြီးလေးနှစ်ကွင်းလည်းမေ့မယ်နော်အမဲအဝိုင်းကြီးနှစ်ကွင်းမေ့ရင်လည်းစီမလုံးဘူးနော်ဒါဆိုလို့ရှိရင်ကျွန်တော်ပြီးတော့ပြီဆိုဒီမှာဒေချာအုပ်ပေါ့နော်နတ်ကိုနော်ဒီအဖုံးဒီစီကာပြားကိုနော်တန်းမျိုးရိုက်မပြင်းနဲ့နော်ရိုက်ပြစ်တာတော်တော်နာတယ်နော်ဒီလိုနတ်ကလေးနဲ့အသာလေးဆွဲပြီးယူသွားလိုက်အခုဆိုအမှတော့ကနေသူကြာသွားနော်အဲ့ပြီးလို့ရှိရင်အဲ့ပြီးရင်ကျွန်တော်ကဒီမှာချင်းပြီးတက်မယ်နော်ချင်းပြီးတက်မယ်
ချင်းမိတတ်ပြီးဒီမှာ step ပင်နေရရှိတယ် step ရှင်းရှိမယ်နော် step ပင်နေရ step ရှင်းရှိမယ်ဒါပြီးတက်လိုက်ဒီကြကြနော်နားလည်အောင်ဒီကြကြရှင်းပြပေးရနော်โอเคအပြီးဒီမှာကြံဒီမှာရှိမယ်နော်ဒါပြီးရင်ကျွန်တော်ကဒီမှာချင်းမိမောင်ထည့်မှာပေါ့နော်ပလွေချင်းမိပလွေထည့်မှာပေါ့နော်ပလွေမထည့်ခင်မှာဒီအတွင်းထဲမှာကျွန်တော်ကရှိရဘောလေးရှိရတွေ့လို့မှာဘောလေးနော်အဲ့ဘောလေးကကြအင်ဂျင်ဝဲအပေါ်တွန်းလို့ပြီးတော့သူကတင်ပေးရအပေါ်ကလေးပေါ့နော်တင်ပေးရသဘောတရားလေးပေါ့အဲ့ချိန်မှာဒီဥစ္စာလေးကကောင်းလားမကောင်းဘူးလားသိချာကြည့်ပေါ့နော်ကောင်းတယ်ဆိုရင်ကျွန်တော်တို့ကပြန်သုံးလို့ရမယ်ပေါ့နော်မကောင်းဘူးဆိုရင်ပြန်သုံးစရာမလိုဘူးပေါ့နော်နောက်ကျဒီမှာအပေါ်မှာရှိရဒီလေးပေါ့နော်ဒီလေးမကောင်းဘူးဆိုရင်လည်းအသစ်လဲတယ်ပေါ့နော်ကောင်းတယ်ဆိုပြန်သုံးပေါ့နော်အပြီးလို့ရှိရင်ဒီမှာဒီအဖုံးလေးတက်ဒီမှာအဝိုင်းကြီးတွေပါလဲကောင်းမှာပေါ့နော်ဂတ်စကတ်တွေပါလဲကောင်းမှာဒီအတက်ကလေးကကြတော့ဒီမှာအတွင်းထဲမှာနှစ်လိုင်းရှိတယ်နော်သူကအဲ့ကြားထဲမှာနေဒီလိုလှည့်ကြည့်လိုက်အဲ့လိုလေးအတက်နေရမှာနော်အမိသားစုဒီမှာဘောမှာကလကလေးရှိကလကလေးထဲပါနော်ကလကလေးထဲဒီကြရင်ကျွန်တော်ကဒီမှာ step ဘောဟိုဝိတ်တုံးပြန်တတ်တော့မှာပေါ့နော်ဝိတ်တုံးမတတ်မဲ့အချိန်ဝိတ်တုံးမတတ်ခင်မှာဒီမှာ step ဘောလေးတွေကောင်းလားမကောင်းလားတစ်ချက်လောက်လိုက်စစ်ပေါ့နော်โอเคဒါဆိုရင်ကောင်းမယ်ဒါဆိုရင်ကောင်းရင်ကျွန်တော်ပြန်သုံးလို့ရမှာပေါ့နော်ဒီအားလေးကတိုင်မင်းလဲတဲ့အစိပ်ပိုင်းလေးပေါ့နော်တိုင်မင်းလဲတဲ့အစိပ်ပိုင်းလေးကိုပြင်ညာရင်းဖြစ်တယ်နော်အားလုံးပဲပြင်ညာရရှိကြပါစေဒီလိုမျိုးပြင်ပါလေ